Jack ဟိုနေ့လာပြောမှာအော်စတာပြန်တွေ့ထားသေးလားပြောရမယ်ရမ်းမိုက်တယ်ကွာဟိုပြီးတော့ဈေးကလည်းတိတ်မစိုး3000ကျော်လောက်ပဲရှိမှထင်တယ်ဝဲပါလားတော့မလားဦးချက်ချင်းဟဲ့လေအခုသွားမွေပါနဲ့လားအခုကျစီမှာပတ်စံလောက်ပါမလားမသိဘူးနောက်နေ့ပြန်ထားလို့ရှိရင်လိုက်ဝင်မယ်လေဖြစ်လားညငါနဲ့ကြောက်ပတ်စံပါဘုံတိုင်နဲ့ပတ်စံပါမှာပြောသမီးရရှောက်တယ်ကတော့ပတ်စံနဲ့မျောနေတယ်နင်ကလာမတွေ့နေပြီလားနောက်ဆိုဟာမဟုတ်လေငါပြောဟိုကျပြောတာဒီနေ့အပြင်လျှောက်လဲဖို့တော့ပတ်စံပါတယ်ကွာဒါမဲ့ဖက်နှက်ဝယ်လိုက်လို့ရှိရင်ပတ်စံကုန်ပြီလေအဲ့ဒါကျပြောစိတ်မဆိုးနဲ့ကွာနော်နောက်ပြန်သွားလို့ရှိရင်တေချာဖက်နှက်လိုက်ဝင်မယ်ဟုတ်ပြီလားတော်စားပါဟာနင်အလက်ကားပဲနင်ဘာမှသုံးစားလို့ရမယ့်ကောင်မဟုတ်အဲ့ဒီမှာနင်သိတာနင်ကပတ်စံမရှိလို့ရှိရင်ဘယ်သူမှနင်ကိုချစ်မှာမဟုတ်အေးငါလည်းနင်ကိုမချစ်ဘူးပတ်စံကြောင့်နင်ရဲ့ငါရဲ့နော်တစ်သက်လုံးချစ်ဖို့ဖြစ်နိုင်တယ်ပတ်စံကြောင့်လည်းနင်ငါတစ်သက်လုံးကိုဖြစ်သွားနိုင်တယ်ဆိုတော့နင်ကမမေ့နဲ့နောက်တဲ့ပတ်စံနံပါတ်1ပဲနင်အဲ့လိုပတ်စံသိမ့်မှလားဟာလားနင်အဲ့လိုပတ်စံနဲ့တိတ်လို့ခြင်းနဲ့ဟာလားဟေးအဲ့ဆိုတော့နင်ပတ်စံနဲ့ပြက်ပေါက်လို့ရနိုင်အောင်ချမ်းသာနေကောင်နင်ရှာထားပါလားနင်ဘာလို့ငါ့ကိုလာကြိုက်နေသေးလဲအေးငါပူတော်ရှာခြင်းသေးတယ်နင်ငါ့ဘေးမှာရှိနေဘယ်သူမှငါ့ကိုလာမကြိုက်တာဟောနင်အဲ့လိုလားအဲ့ဆိုဒိဗေကနင်သိနေရလဲငါဘာဖြစ်နေလဲဆိုတာကောင်းပြီဟေးငါပြောမယ်နင်ကလည်းတိတ်ပြီးတော့ဘဝင်မြင့်မနေနဲ့နင်ရတွဲခဲ့ကောင်ထဲမှာဘယ်လောက်များတန့်နေလို့ဘယ်လောက်များချမ်းသာနေလို့လဲအေးအဲ့အပေတွေကြားရတယ်ငါနင်ကိုဆွဲခေါ်လာနင်ဘွားနင်မမေ့နဲ့ငါနဲ့တွဲခဲ့ဒီလပိုင်းဆိုတဲ့အချိန်မှာနင်ကဘယ်တော့မှနင်သစ္စာရှိခဲ့လို့နင်တကြပြန်စဉ်းစားအောင်ချက်တင်နေထိုင်နေချက်တင်ထဲမှာချက်တင်ထဲအကောင်တွေ့ပြီးနင်အပြင်မှာတွေ့တယ်အပြင်မှာကြိုက်တယ်ငါအားလုံးမသိကြအောင်စောင်းတယ်လွန်နေဟာပြီးတော့ငါနောက်ကျောင်းကတရက်ပဲမလာမိတယ်ပြီးတော့ကျောင်းမလာရမှနင်နောက်တစ်ကောင်နဲ့ကြိုက်ဖြစ်အောင်ကြိုက်တယ်အဲ့ဒါထားလိုက်အောင်နောက်အစိုးဆုံးဟာနင်ငါတကယ်ချင်းတော့နင်မချမ်းငါရှိနေရနဲ့နင်အဲ့ကောင်သွားအိပ်ရဟိုကောင်ငါမျက်နှာရှိနေလို့ဘာနင်ကိုပြမကြိုက်တာငါဘယ်လောက်ထိရှက်လဲနင်မသိဘူးလားငါတကယ်ချင်းငါဘယ်လိုမျက်နှာပြမှာလဲငါနဲ့အရန်ချစ်လို့အဲ့ကိစ္စတွေကိုရင်ကုန်နှုတ်ပိတ်နေပြီးတော့ငါနဲ့ကိုပြန်တွဲနေတာငါအရန်ချစ်လို့နင်သိတာအဲ့ဒါနင်ကပတ်စံမတုံးနိုင်လို့ရှက်စရာတတ်မှတ်ချင်လားရတတ်မှတ်ရတယ်နင်သဘောပဲဒါပေမဲ့နင်သိတာငါရှိနေရတဲ့နောက်တစ်ကောင်နဲ့နင်ပတ်သက်နေတာနင်တော့ရှက်စရာဆိုတာနင်မမေ့နဲ့နောက်ဆုံးငါထပ်ပြောမယ်နင်သိချာနားတော့အခုငါရနေတဲ့ပတ်စံတွေကနင်တို့တုံးနေတဲ့ပတ်စံတွေထပ်ပို့ပြီးတော့ဖြူစင်နေအဲ့အောင်နင်မမေ့နဲ့ငါတို့ညောင်နေဝင်ချိန်ကိုမင်းစောင့်မျှော်မနေပါနဲ့ရှင်တွေကနင်းနမဲကိုအရှင်ရှောက်အောင်နေတာပဲငါမရှိတဲ့နေရတွေ့ဆိုမင်းဘလောက်ပြောနေမှလဲညဆိုရင်မင်းနဲ့မခွဲရဲ့အကြောက်တော့သိမှာပဲမင်းရင်ကချစ်တဲ့ဆိုတဲ့ကိုကြောက်ချက်ဟာအဲ့ချိန်ကနေငါလွဲလို့အပေါ်လို့မကြိုက်တတ်တာဖုန်းချတဲ့စကားရင်ပြီးတော့ငိုယိုရှိုက်တတ်လာမင်းပြောသလိုငါကနွားပေါ်နေကောင်လို့တော့ပိုလို့မကြိုက်တတ်တာမင်းကတော့တွေးလိုက်သေးတဲ့ဘာလန်တွေကတိုချိုဖရိုက်ပါမှာငါမြင်တော့သူ့ကိုနင်းကကျူးရှင်အထီကိုလိုက်တတ်ပါရွယ်ဆောင်ပြီးပြောနေတာများဟုတ်ပါတယ်ကြောက်ချက်ဆိုတာနင်းအတွက်တော့မကြိုးစိုးထိုက်တဲ့ငါနင်းအတွက်ပဲငါနွားဖြစ်ဖို့ချိုးကိုစိုက်ခဲ့တာနောက်ဆုံးတော့ငါရခဲ့တဲ့ဂုံမို့တစ်ခုကဟိုလိုစိုက်တယ်လားချစ်တာကိုအားနဲ့ထင်လဲအလွယ်တစ်ခုပဲဖြစ်ခွာလို့ရမယ်မထင်နဲ့နှစ်ချလုံးငါနဲ့မမြင်လဲအချစ်ကဘာကိုစစ်တရားနဲ့နှစ်မပါပဲဘာနဲ့ရှိမလဲကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်တွေကောင်ငါဘာများမနှမ်းမိတယ်လဲအရာမအာနော်ချီခဲ့နေပြောသလိုဂီတာကရတကယ်နေနာမို့ hip hop ကိုနဲ့တကယ်စိတ်နာလို့လမ်းတွေရောက်နေရှင်တို့တွေကိုတွဲအိမ်မှာထိုးကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်တွေကောင်ငါဘာများမနှမ်းမိတယ်လဲအရာမအာနော်ချီခဲ့နေပြောသလိုဂီတာကရတကယ်နေနာမို့ hip hop ကိုနဲ့တကယ်စိတ်နာလို့လမ်းတွေရောက်နေတဲ့စိတ်တွေကိုလည်းတွဲအိမ်မှာထိုးငါဖြစ်ကကြမ်းချုံနာမြေမျိုးတဲ့ထင်ခဲ့ပြီးတကားဝါလမ်းစုံမှာသိလို့တဲ့အရှင်လိုက်ရှာရေးရမဟိုင်းနေပြီးချေလို့တဲ့ခုံပြောတဲ့သွားလောက်ပြီးမလွယ်တဲ့မိမလို့ပုံပြောတဲ့ခါထောက်ပြီးတကယ်ပဲထိမရလို့ကုံတော့မဲ့အခြားတစ်ယောက်စီဖလဲတကယ်ရင်သွားလို့ဒါတွေကနေတော့ငါရဲ့ယူသွခဲ့တဲ့အချစ်သဘောတွေအပေါင်းတင်တဲ့အမြင်ကတ်တဲ့ရှုံးခဲ့တဲ့များအပြည့်ပြောမစေထပ်ပြီးလည်းမမြင်ချင်တော့ဘူးနေဆက်တဲ့ဖုန်းတွေက miss call တွေဟိုရင်ကလက်တွဲလို့တလန်းချင်းလမ်းလာတဲ့ငါတို့ညောက်ပန်းခင်းလမ်းမှာလဲဘသူကမှ cue မဆိုင်မနှခမ်းချင်းနန်းတာမြဲအတွေ့တွေနစ်စီကိုပဲလွှမ်းရင်အလားကွာခဲ့ဘွားတွေကရမကွာပဲပတ်စံနာမခမ်းမစွာနဲ့ဘာကြောင့်များဟိုအကောင်ကိုချွေနေရတာလဲနောက်ဆိုရင်နေတို့နှစ်ယောက်ငါနေတဲ့ဘိုးတစ်ထောင်ကိုချေချမလာနဲ့ဒီမတ်တာပတ်စံတာပဲသိတယ် what ငါတွေလည်းအဖမတန်စွာနဲ့ဆက်ဆက်မှလည်းသိတယ်မှန်မတက်တဲ့နေ့အကောင်ကငါသိတဲ့ဖနက်ရသာပဲရှိတယ်ကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်တွေကောင်ကဘာများမနှမ်းမိတယ်လဲအရာမအာနော်ချီခဲ့နေပြောသလိုဂီတာကရတကယ်နေနာမို့ hip hop ကိုနဲ့တကယ်စိတ်နာလို့လမ်းတွေရောက်နေရှင်တို့တွေကိုတွဲအိမ်မှာထိုးကြာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်တွေကောင်ကဘာများမနှမ်းမိတယ်လဲအရာမအာနော်ချီခဲ့နေပြောသလိုဂီတာကရတကယ်နေနာမို့ hip hop ကိုနဲ့တကယ်စိတ်နာလို့လမ်းတွေရောက်နေတဲ့စိတ်တွေကိုလည်းတွဲအိမ်မှာထိုး Monday to Friday တဲ့တရားလောက်များတွဲခွင့်တောင်းရင်နှခမ်းလေးစုချိုင်ပလေးတဲ့သူ့အကြိုက်ကိုအရှင်ကောင်လောက်များမကျွမ်းသေးဘူးနိုင်သေးတယ် Sunday ကြောင့်ဖုန်းဆက်တော့အပြင်းမထွက်ဘူးအဖေနေမကောင်းလို့တဲ့နေကြတဲ့နေကုန်ပြောက်ညနေကျနေတဲ့စောင်းတော့ဖုန်းပြောတာခြေတွေညောင်းလို့တဲ့အဖေနေမကောင်းတာနဲ့ခြေတွေညောင်းတာနဲ့မသက်ဆိုင်ဘူးထင်တာပါပဲအမှန်အတိုင်းကိုဝင်ခံတော့အသေးအချင်းခေါင်းမမှန်နဲ့ကြောင်းကပြန်အိမ်လိုက်ပို့တယ်
င်တာပြစစ်ပြေပြီပေါ့ငါတကူလုံးတိတ်တိုင်းလိုပဲပေါ်ပါခဲ့ဘူးတဲ့ဒါပေမဲ့ကားပေါ်ကအစစ်စကားတွေရှင်သိနေလိုက်သလိုနဲ့လျှော့သွားခဲ့ဘူးတဲ့ငါဘဝမှာနေအပြင်နောက်ထပ်ဘယ်တော့မှများပြောထားခဲ့ဘူးတဲ့ငါရှေ့မှာနောက်ကြောင်တွဲပြီးငါအချစ်ကိုနေစော်ကားခဲ့ဘူးတဲ့ဒီစကားတွေငါရှေ့မှာထဲမှာစိုက်နေသူရင်သာစဉ်းစားပဲမဖြစ်ဘူးတဲ့ဒီတဲ့တွင်ကိုတိုက်ပြခုရင်ငါနေမငါတကယ်အနိုင်ယူသွားတဲ့တိုက်စစ်ဘူးအစစ်ပါချာချာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်ပင်တွေကိုငါဘာများမနှမ်းမိတယ်လဲအရာရာမအာဏာချိခဲ့နေပြောသလိုခေတ္တကရဲ့တကယ်နှိမ့်နာမို့ hip hop ကုန်တဲ့တကယ်စိတ်နာလို့လမ်းမေးရောက်တဲ့ရှင်တို့တွေကိုတွဲအိမ်မှာထုတ်ချာချာဝါခါမှန်းသိတယ်တိတ်ခါမဲ့ဒီအစိတ်ပင်တွေကိုငါဘာများမနှမ်းမိတယ်လဲအရာရာမအာဏာချိခဲ့နေပြောသလိုခေတ္တကရဲ့တကယ်နှိမ့်နာမို့ hip hop ကုန်တဲ့တကယ်စိတ်နာလို့လမ်းမေးရောက်တဲ့စိတ်တွေကိုလည်းတွဲအိမ်မှာထုတ်